ဒါကတော့ဒီလိုရှာနေဆဲပြီးရဲ့အခန်းနှစ်အပြပြရမှာအသုံးပြုတဲ့ပစ္စည်းတွေအကြောင်းပေါ့နော်ဒီအပိုင်းကအခန်းနှစ်ကကြတော့စာမှုဝဲမှာပုံနေနဲ့စာတွေကိုအများဆုံးမိတဲ့အပိုင်းမှာနံပါတ်1 spooner ဆိုတာကspanner ဂွားလေးကိုပြောတာပေါ့နော် spanner နံပါတ်2ကကြတော့ monkey wrench သူ့ကိုကြတော့ဂွားအရှင်ကိုခေါ်တယ်နံပါတ်3ကကြတော့နာမည်နှမျိုးနဲ့သူကကြတော့ mega nail လို့လည်းခေါ်တယ် offset wrench လို့လည်းခေါ်တယ်မြန်မာလိုဆိုရင်နှစ်ဖက်ခွင်กว่าနံပါတ်4ကကြတော့ spinner လို့ခေါ်တယ်နံပါတ်5ကကြတော့ socket wrench ဒီ socket လေးတွေပေါ့ socket ခွင်กว่าလေးတွေသူက12ပေါက်တို့6ပေါက်တို့အဲ့လိုရှိတယ်ပြီးရင်နံပါတ်6ကကြတော့ devil socket တို့သူကကြတော့ socket အရှိနံပါတ်9ကကြတော့ ratchet တို့သူကကြတော့လှည့်ချက်လက်ကင်လို့ခေါ်တယ်ရှစ်ကကြတော့ T-run T ပုံစံသူကကြတော့ T ပုံစံ T-run ချီတို့ကိုကြတော့ T ပုံစံလက်ကင်လို့ခေါ်တယ်နံပါတ်9ကကြတော့ impact run ချီသူကကြတော့ဆက်လက်လေအားကိုတုံးတဲ့ဟာကိုတုံးတယ်နံပါတ်10ကကြတော့ Danpaku သူကကြတော့လျှက်စစ်လက်လက်17ကကြတော့ Rekaku Ranchi သူကကြတော့17ကန်တော့ခလောက်ပုံစံရှိတဲ့ Ranchi ကိုခေါ်တယ်12ကကြတော့ Pyram သူကကြတော့ဒီပိုင်လေးတွေတိုင်းတဲ့ဟာလေးတွေ73ကကြတော့ plus driver ဒါကြတော့ plus အပေါင်းပုံစံဝက်ဥလက်ဒါကြတော့14က minus driver အနှုတ်ပုံစံဝက်ဥလက်ဒါကြတော့ဝက်ဒီ15ရဲ့15 16 19 18ကကြတော့သူကဝက်ဥလက်ရဲ့ပုံစံအမျိုးမျိုးတွေကိုပြောတာ19ကကြတော့ hammer မှာ6မျိုးရှိတဲ့အထဲမှာဒီနံပါတ်24 testo hammer ကကြတော့သူကဘာကိုတိုင်းလဲဆိုရင်နတ်တွေကိုတိုင်းတယ်ဘောရုတို့ဘောတွေနတ်တွေကိုတိုင်းတယ်ပြီးတော့သူကဘယ်မှာတိုင်းနေလဲဆိုရင်နောက်တစ်ခုကကြတော့ကားရဲ့၄ပေါင်းချိန်တွေမှာတိုင်းတဲ့ခါကျရင်သူကဟမ်မာနီနဲ့ကားဘိန်းတွေကိုစစ်တယ်ပေါ့နော်ဒီပုံလေးကိုပဲသူကမီးများတော့ပေါ့နော်ဘယ်နေရာမှာတိုင်းလဲဆိုတာကိုပြီးရင်နောက်တစ်ခုကကြတော့ player မြန်မာခေါ်လဲမြန်မာခေါ်လဲ player ပေါ့နော်ဒီဟာ player အမျိုးအစားလေးတွေ player အမျိုးအစားလေးတွေပြီးရင်33ကတာကနေဆိုတာကစောက်ပေါ့မြန်မာလိုဆိုရင်စောက်ပြီးရင်34ကကြတော့ press ဒါဖိချတဲ့ press ခုနောက်ခုကကြတော့ bicep mariki သူကကြတော့ bicep mariki ကကြတော့ညှက်ခုံပေါ့နော်ညှက်ခုံမှာဆိုရင်သူကဒီလက်နဲ့ကိုဒီညှက်ခုံရဲ့ဒီတန်လေးကိုလက်နဲ့ကိုလှည့်ယူရတာပေါ့နော်ပြီးရင်ယာဆူရီဆိုတာကဒဇင်းဒီမှာလည်းဒဇင်းအမျိုးအစားလေးတွေပေါ်ပြရတယ်39ကကြတော့ယူမီနိုခိုကကြတော့ဒိုင်းလွှတ်38က rimmer ဆိုတာကလုံ rimmer မှာသူ့ရဲ့စာလေးရှိတယ်အနာကိုရှိအဂဲရုတိုခီနီစကိုင်းမက်သူကကြတော့အပေါက်ရဲ့အတွင်းပိုင်းကိုအချောတက်တဲ့နေရာမှာတုံးတယ်နိုင်မှန်းရှိရခဲ့တဲ့စကိုင်းမှာသူကပြန်ရှင်းပြတာပေါ့နော်ဒီအပေါက်ရဲ့တန်ရဲ့အပေါက်ကိုအချောတက်တဲ့နေရာမှာတုံးတယ်ဒါပန်းချီဒါကကြတော့ဖြတ်ဆက် glider လို့ခေါ်တယ်နော်နောက်တစ်ခုကပန်းချီ glider သူကဖြတ်ဆက်တန်နေပါတက်တူတွေဖြတ်တဲ့နေရာမှာတုံးတယ်အခုကကြတော့ dory ဆိုတာကလွန်သွားကကြတော့ဘာလုပ်လဲဆိုရင်ခင်းစုခုနီအနာကိုအာဂဲမတ်တက်တူတွေမှာအပေါက်ဖောက်တဲ့နေရာမှာတုံးတယ်သူကအပေါက်ဖောက်တယ်သူဖောက်လိုက်တဲ့အပေါက်ကိုဒီက rimmer နဲ့အချောပြန်တက်တာပေါ့နော်နောက်တစ်ခုက41ကတပ်ပုဆိုတာကမြန်မာလိုဆိုရင်တောက်လို့ခေါ်တာနော်အရွက်ခေါ်တဲ့ဟာပေါ့နော်သူကကြတော့ manage ကို tateru tokini sukai mas သူကနတ်လုံးတွေကိုဖော်တဲ့နေရာမှာတုံးတယ်
နောက်တစ်ခုတောက်ပူရန်ချီတောက်ပူကိုမဝဆုဒုက္ခိနိစုခိုင်းမှနောက်တစ်ခုကကြတော့တောက်ပဲဒါပေမဲ့သူကကြတော့ဒီတောက်ထဲတဲ့လက်တံလေးကိုပြတာပေါ့နော်ဒါကိုသုံးပြီးတော့နက်လုံးတွေရဲ့အပေါက်ကိုဖောက်တာပေါ့နော်နောက်ခုကကြတော့ဒိုင်းဆုကကြတော့နက်တိုင်အရက်ခေါ်တဲ့ဟာအိုနေကြီးကိုတာတဲရုဒုက္ခိနိစုခိုင်းမှသူကကြတော့နက်တိုင်တွေရဲ့အရစ်တွေကိုဖော်တဲ့နေရာမှာသုံးတဲ့အပြားလေးတွေအဲဒီနံပါတ်2အပိုင်းကကြတော့ဒါကအတိုင်းအတာပိုင်းတွေစကေးတို့ဆိုတာကမြန်မာလိုဆိုရင်ပေတံစကေးပေတံကိုပြောတာပေါ့နော်နံပါတ်2ကကြတော့နိုဂိဆုဆိုတာကစကေးတိုင်းတဲ့ဟာပေါ့နော်ဒီနိုဂိဆုနဲ့ပတ်သက်ပြီးတော့သူကကြတော့စာမွေးမှာဆိုရင်ဒီပုံရဲ့အတိုင်းအတာကိုမေးတယ်ပု္ပ္ပစာအနေနဲ့မေးတယ်ပေါ့နော်ပု္ပ္ပစာတွေကိုကြတော့ကျွန်တော်တက်ဗီဒီယိုတစ်ခုနဲ့ပြန်လုပ်ပေးမယ်နိုဂိဆုဆိုတာကသူကကြတော့စကေးတွေအရှည်တွေအပြင်ပိုင်းအတွင်းဝိုင်းတွေပြီးအနက်တွေကိုတိုင်းတယ်စကေးကကြတော့ပစ္စည်းတွေရဲ့အရှည်ကိုပဲတိုင်းတာဒါကြတော့4မျိုးနိုဂိဆုကြတော့4မျိုးကိုတိုင်းတယ်ပြီးရင်နောက်တစ်ခု micrometer ကလည်းသူကပုံလေးနဲ့ပု္ပ္ပစာအနေနဲ့မေးတာပေါ့နော်သူကကြတော့ဘာတွေတိုင်းလဲဆိုရင်နာဂဆာအရှည်ကိုတိုင်းတယ်ခိုင်းခဲအတွင်းပိုင်းကိုတိုင်းတယ်ပြီးရင်9ခဲခိုင်းခဲဆိုတာအပြင်ပိုင်း9ခဲဆိုအတွင်းပိုင်း3မျိုးကိုတိုင်းတယ်ဒီနံပါတ်1နိုဂိဆုနဲ့နံပါတ်3 micrometer ကပု္ပ္ပစာအနေနဲ့မေးတယ်နံပါတ်4ကကြတော့ဒိုင်ယာရုဂေးကြီးကကြတော့ဘာလဲဆိုရင် weight သုံးနေတယ်ပုံဖမှုကိုတိုင်းတယ်နံပါတ်5ကကြတော့ thickness gauge ဆိုတာကကားရဲ့ thickness ဂျားက spring ရဲ့ဂျားကိုတိုင်းတဲ့ဟာကိုသုံးတယ်သူ့ကိုနောက်တစ်ခုအနေနဲ့ဘာလို့ခေါ်လဲဆိုရင် feeler gauge လို့ခေါ်တယ်feeler gauge မြန်မာလိုဆိုရင် feeler gauge တန်လို့လည်းခေါ်တယ်ပြီးရင်အောက်က engine ကိုတိုင်းတာတဲ့ဟာတွေပေါ့နော်ဒါဆိုရင်နံပါတ်1က compression gauge engine တို့အစုရောခုကိုတိုင်းသူကအခါရုဒုက္ခိနိစုခိုင်းမှသူကကြတော့ဘာကိုတိုင်းလဲဆိုရင် engine ရဲ့အစုခုဆိုတာကပေါက်ကွဲအားအစုရောခုဆိုတာညှစ်အားပေါက်အားညှစ်အားတွေကိုတိုင်းတယ်ဒါ compression gauge ပြီး circuit tester ကကြတော့ဒန်ယူရဒန်အစုတဲခိုအိုအခါရုဒုက္ခိနိစုခိုင်းမှဒီဒန်ယူဆိုတဲ့ ampere တွေဒန်အစုဆိုတဲ့ volt အားတွေပြီးရင်တဲခိုဆိုတဲ့အုံးတွေကိုတိုင်းတာပေါ့နော်သူက3မျိုးတိုင်းတယ်သူကဘာကိုတိုင်းလဲဆိုရင် circuit တွေကိုတိုင်းတယ်သူ့မှာ plus နဲ့ minus ဆိုပြီးတော့ရှိတယ်ဒီပုံလေးကလည်းသူကကြတော့ဒီဟာလေးကလည်းပု္ပ္ပစာအနေနဲ့ပြီးတာပေါ့နော်သူ့ရဲ့ပု္ပ္ပစာကိုလည်းကျွန်တော်တက်ပြန်လုပ်ပေးပါနော်နံပါတ်3ကကြတော့ battery current tester ဘက်ထရီရဲ့ကိုးလန့်ကိုတိုင်းတဲ့ tester နောက်တစ်ခုကကြတော့ battery tester သူကဘက်ထရီရဲ့ဒန်အစုရဘက်ခအိုဟာခါရီမတ်သူကကြတော့ဘက်ထရီရဲ့ဒီပို့အားကိုပေါ့တိုင်းတယ်ပေါ့နော်သူ့မှာဆိုရင် plus နဲ့ minus ရှိတယ်သူ့မှာလည်း plus နဲ့ minus ရှိတယ်ဒါတွေကကြတော့ကားတွေရဲ့O တွေ HC တွေကိုတိုင်းတယ်ပေါ့နော်ဒီမှာ particular matter မှာဆိုရင် particular matter ကကြတော့ဒီအမှုန်အမွှားတွေပေါ့နော်သူကဘယ်ကထွက်လဲဆိုရင်ဒီဇယ်တို့ရှာဒီဇယ်ကားတွေမှာပဲထွက်တယ် particular matter ကကြတော့နောက်တစ်ခုကကြတော့ OBD တိုင်းတဲ့ကိရိယာရကြတော့တိတ်ပြီးတော့မမေးဘူးနောက်တစ်ခုကကြတော့တာယာရဲ့တိုင်းတဲ့ပစ္စည်းတွေနံပါတ်1ကကြတော့ air gauge တော့တာယာရဲ့လီပေါင်ချိန်ကိုတိုင်းတယ် diffuser gauge ကကြတော့ဒီတာယာရဲ့သူ့ရဲ့ဘောနော်ကျွန်တော်တို့ဘယ်လိုပြောမလဲဒီတာယာရဲ့ဒီ model တွေပေါ့ white တွေကိုတိုင်းတယ်
တာယာရဲ့ point တွေစားသွားကြီးလားဘယ်လောက်နဲ့ထိသုံးလို့ရနေလဲဆိုတာကိုတိုင်းတယ်နောက်ကကြတော့ battery တိုင်းတဲ့ပစ္စည်း battery ဂျူဒန်ကီ battery အားသွင်းတဲ့ပစ္စည်း battery charger ဒီတာကိုဘယ်နေရာမှာသုံးလဲဆိုရင်ကားပြင်တဲ့နေရာမှာစက်ကိုမနှိုးဘဲနဲ့ battery တွေစစ်တဲ့နေရာမှာသုံးတယ်နောက်တစ်ခုကကြတော့ဆဲဆိုစံကြောတန့်ရှင်းလုပ်တဲ့ပစ္စည်းတွေ air gun ဒါလေကန်တန့်ရှင်းလုပ်ပြီးလေနဲ့မှုတ်ပြီးတော့တန့်ရှင်းလုပ်တဲ့ဟာဆန်းရခီစံကြောခီသူကကြတော့ကားဆေးပြီးရင်ပြန်ပြီးတော့တုတ်တဲ့ဟာကားဆေးကားလီမိုဆက်နောက်ခုကကြတော့ gris gun ဆိုတာကအမဲစီကန် QU အမဲစီထည့်တဲ့နေရာမှာသုံးတယ်သူက QU မှာသုံးတယ်မဲစီကန်ကကြတော့နောက်တစ်ခုက fabricator သူကကြတော့ချောစီနောက်ခုကကြတော့ကားကိုမြောက်ပြီးတော့ပင့်ပြီးတော့သုံးတဲ့နေရာမှာသုံးတယ် jackie garage jackie သူကကြတော့ jackal သူကကြတော့ကားကိုအပေါ်ပင့်နေတဲ့ခါမှာသုံးတယ်ပြီးရင် lift ကကြတော့ကားတစ်စီးလုံးကိုအောက်ကနေမားတယ်ဒီနှစ်ခုကကြတော့တင်းနဲ့နှစ်ကတွဲပြီးတော့သုံးလို့မရဘူးနောက်တစ်ခုကကြတော့ chair brake သူကကြတော့engine တွေကိုမားတဲ့ချိန်ချိုးနောက်ဆုံးတစ်ခုကကြတော့နာမည်နှမျိုးနဲ့ဥမာလို့လည်းခေါ်တယ် rigid တို့ rack လို့လည်းခေါ်ဂျိုက်ထောက်လို့လည်းခေါ်တယ်သူကဥမာလို့လည်းခေါ်တယ်ဂျိုက်ထောက်လို့လည်းခေါ်တယ်ဒါကကြတော့ကားရဲ့အပေါ်မားနေတဲ့အပိုင်းဒီအပိုင်းကကြတော့ဆဲပြီးလောက်တဲ့နေရာမှာပြုပြင်တဲ့နေရာမှာသုံးတဲ့ဟာတွေဒီဘိုင်းဟာရကြတော့စာမှုဝဲမှာမမေးဘူးဖြစ်တဲ့အတွက်ကျွန်တော်ကြော်လိုက်မယ်နော်မြန်မာလိုဆိုရင်တော့ဒီဟာဆိုရင်ကားဘယ်လန်စစ်တဲ့ကရိယာနံပါတ်2ကကြတော့တာယာလဲတဲ့ဆက်နံပါတ်3ကကြတော့ဂတ်ဂဟီဆိုတာမှာသုံးတဲ့ဆက်နံပါတ်4ကကြတော့ဂဟီဆက်နံပါတ်5ကကြတော့သူလည်းဂဟီဆက်ပဲသူကကြတော့သုံးတဲ့ပစ္စည်းတွေကွာတော့ဗောနော်ဒီမှာဆိုရင်တတိထားရမယ့်ဟာကကြတော့နံပါတ်ပြားရဲ့အယောင်ကိုခွဲတယ်နံပါတ်ပြားအစိမ်းမှာအဖြူရောင်နဲ့ရေးရတဲ့ဟာကကြတော့ဘယ်နေရာမှာသုံးလဲဆိုရင်ခိုက်ရှာကုမ္ပဏီကားတွေမှာပဲဒီနံပါတ်ပြားကိုသုံးတယ်နောက်တစ်ခုကကြတော့အဖြူခံမှာအစိမ်းရောင်နဲ့စာလုံးရေးရတဲ့ဟာတွေကြတော့ခိုင်းရှာသုံးတယ်ခိုးခြင်းဆိုတာကပုပ်ကူဆိုင်ရာကားတွေAC ကားတွေမှာသုံးတယ်နောက်တစ်ခုကကြတော့အဝိုင်းအောင် plate ပြားမှာအမဲရောင်နဲ့ရေးရတဲ့ဟာကြတော့ခဲကြီးတို့ရှာဆိုတဲ့ကားကိုပိုင်ကားလေးတွေခိုးခြင်းကိုပိုင်ကားတွေပြီးရင် size စုကချီဆိုင်ဂျီတို့ရှာကားအရွယ်စားသေးတဲ့ဟာသူ့ရဲ့ဟာဆိုရင် 660cc အောက်ကားတွေမှာဒီနံပါတ်ပြားကိုတုံးပြီးတော့အမဲအောင်ခံပြီးတော့ဝါအောင်စာလုံးနဲ့ရေးရတဲ့ဟာတွေကြတော့ခိုင်းရှာမှာသူကပါတယ်ဆိုရင် business ကားတွေပြီးရင်ခဲဂျီတို့ရှာဆိုတဲ့ကားကြီးတွေပေါ့နော်ကိုလင်ကားကြီးတွေမှာတုံးတယ်ဒီနံပါတ်ပြားတွေကအောက်ကကြတော့ စီထဲတဲ့ဟာလေးတွေပေါ့နော်ဒီအနီရောင်နဲ့ပြထားတဲ့ဟာကြတော့ဗာလဲဆိုရင်vacuum gasoline gasoline ထဲတဲ့ပိုက်ပြီးရင်အလေကခီရိုအဝိုင်အောင်ကကြတော့ high octane က gasoline သူကကြတော့နည်းနည်းမြင့်တဲ့ဟာပေါ့မြန်မာမှာဆိုရင်95 97ပေါ့နော်အဲ့လိုခွဲထားတဲ့ပုံစံကြီး gasoline မဲ့သူလဲစိမ်းအောင်ကကြတော့ diesel ရှာဒါအစိမ်းအောင်ကကြတော့ diesel သုံးတဲ့နေရာမှာသုံးတယ်ဒါကအပိုင်း2ရဲ့ဒီတို့တရားဝင်ထုတ်ပြန်ထားတဲ့စာအုပ်ထဲမှာပါတဲ့အစာလေးတွေကိုပေါ့နော်သူ့မှာဆိုရင်ပု္ပ္ပစာ3မျိုးရှိမယ်ဘာလဲဆိုရင်အပေါ်က